ဘာနီကယ်ဂီးစ်လို့ခေါ်တဲ့ဒီငန်းလေးတွေဟာအသက်ရှင်ဖို့အတွက်ပေ400ကျော်မြင့်တဲ့တောင်စွန်းတွေဘဝနေခုန်ချရတယ်ဆိုတာကိုသိရင်တကယ်ကိုအံ့ဩသွားမှာပါဒီတောင်တန်းတွေရဲ့ကျန်းတဲ့နဲ့ပတ်ဝန်းကျင်မှာဘာနီကယ်ငန်းတွေဟာသူတို့ရဲ့မျိုးဆက်အသစ်ကိုပြုစုပြောင်းထောင်မှုစ조사နေကြတာဖြစ်ပါတယ်ဗီဒီယိုရဲ့အစမှာတော့ငန်းမကြီးရဲ့အမွှေးတောင်တွေလေထဲမှာတစ်ဖြက်ဖြက်လွင့်နေတာကိုအနီးကပ်မြင်တွေ့ရမှာပါဒါဟာဒီတောင်တန်းတွေပေါ်ကအေးဆက်တဲ့လေထုရဲ့အခြေအနေကိုပြသနေတာပါပဲငန်းမကြီးဟာသူ့ရဲ့အတိုက်ထဲမှာငြိမ်ငြိမ်လေးဝင်နေပြီးဘေးပတ်ဝန်းကျင်ကိုသတိနဲ့စောင့်ကြည့်နေပါတယ်သူ့ရဲ့မျက်လုံးတွေဟာကြည်လင်နေပြီးတစုံတစ်ခုကိုစိုးရိမ်နေသလိုပါပဲအတိုက်အများစုဟာပျက်စီးသွားခဲ့ပေမဲ့ဒီအတိုက်လေးကတော့ကံကောင်းထောက်မှစွာနဲ့ကြံရှိနေခဲ့တာပါငန်းမကြီးရဲ့အတောင်ပံအောက်ကနေခေါင်းလေးပြူထွက်လာတဲ့ငန်းလေးတစ်ကောင်ကိုတွေ့လိုက်ရတဲ့အခါမှာတော့တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲဒီကောင်လေးဟာအခုမှလောကကြီးထဲကိုရောက်ရှိလာတာဖြစ်ပါတယ်ဒီအတိုက်ထဲမှာငန်းလေး3ကောင်ရှိနေတာပါသူတို့လေးတွေဟာအသက်ရှင်ဖို့အတွက်တကယ်ကိုကံကောင်းခဲ့ကြတာဖြစ်ပါတယ်ဒီငန်းမိဘတွေဟာຫນွေဦးပိုင်းမှာသူတို့ရဲ့ရွှေပြောင်းနေထိုင်မှုကိုအမြန်ဆုံးလှုပ်ဆောင်ခဲ့ကြတာပါသူတို့ဒီနေရာကိုရောက်လာတဲ့အခါမှာတော့တကယ်ကိုပင်မနှွမ်းနေကြပါပြီငန်းမကြီးဟာဥရီကို25ရက်တိုင်တိုင်ဝစ်ပေးခဲ့ရတာဖြစ်ပြီးတော့အဲ့ဒီအချိန်တွင်းမှာသူ့ရဲ့ခန္ဓာကိုယ်အလေးချိန်30ရာခိုင်နှုန်းလောက်ထိရော့ကျသွားခဲ့ပါတယ်ဒါဟာမိခင်တယောက်ရဲ့ကြီးမားတဲ့ပေးဆံမှုပါပဲနန်းလေးတွေဟာအတိုက်ထဲမှာလှုပ်လှုပ်ရွရွနဲ့စော်ကစားနေကြပြီးသူတို့ရဲ့အမွှေးနုနုလေးတွေဟာလေထဲမှာလွင့်နေတာကိုတွေ့ရမှာပါဒါပေမဲ့ဒီမိသားစုအတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့ရှေ့မှာစောင့်ကြိုနေစေဖြစ်ပါတယ်ဒီမိဘတွေဟာသူတို့ရဲ့အတိုက်ကိုပေ400ကျော်မြင့်တဲ့ဒီလိုကြောက်တိုင်ကြီးပေါ်မှာဘာကြောင့်စောက်ခဲ့ကြလဲဆိုတာစဉ်းစားကြရပါပဲအဓိကအကြောင်းရင်းကတော့အာတစ်မြေခွေးတွေနဲ့ကြီးကန်းတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်ဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာအာတစ်မြေခွေးတွေကောင်ဟာကြောက်ဆောင်နေကြမှာအစာရှာဖွေနေတာကိုတွေ့ရမှာပါကြီးကန်းဒီကောင်ကလည်းကောင်းကင်မှာပြန်တန်းရင်ငန်းလေးတွေကိုအခွင့်အရေးရရင်စားဖို့စောင့်ဆိုင်နေပါတယ်ဒါပေမဲ့ပြဿနာတစ်ခုကတော့ငန်းနေရဲ့စကြက်မြေဟာတမိုင်လောက်ဝေးတဲ့မြေကမ်းနားမှာရှိနေတာပါပဲဘာနီကယ်ငန်းတွေဟာသူတို့ရဲ့ကလေးတွေကိုအတိုက်ထဲမှာအစာမကျွေးနိုင်ကြပါဘူးငန်းလေးတွေဟာပေါက်ဖွာပြီး36နာရီအတွင်းမှာအစာမစားရဘူးဆိုရင်အငတ်ဘေးနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်ဒါပြင်ဒီကောင်လေးတွေဟာနောက်ထပ်1လလောက်ကြာတဲ့အထိမပြန်တန်းနိုင်ကြသေးပါဘူးဒါကြောင့်သူတို့အတွက်တခုတည်းသောနည်းလမ်းကတော့ဒီအမြင့်ကြီးပေါ်ကနေခုန်ချဖို့ပါပဲငန်းဖခင်ကြီးဟာအရင်ဆုံးလမ်းပြပြီးခုန်ချလိုက်ပါတယ်သူဟာအတောင်ပံတွေကိုဖြန့်ပြီးလေထဲမှာဟန်ချက်ညီညီပြန်တန်းသွားတာကိုတွေ့ရမှာပါဒါပေမဲ့ကလေးလေးတွေအတွက်တော့ဒါဟာတကယ်ကိုကြောက်စရာကောင်းတဲ့ခရီးတစ်ခုပါပဲငန်းလေးတွေဟာအတိုက်ရဲ့အစုံကိုရောက်လာကြပြီးအောက်ကိုငုံကြည့်နေကြပါတယ်သူတို့ရဲ့မျက်လုံးတွေမှာကြောက်ရွံ့မှုတွေပြည့်နှက်နေသလိုပါပဲနန်းကလေးတွေဟာသူတို့ရဲ့မိခင်ကိုပဲအားကိုးကြတာပါမိခင်သွားတဲ့နောက်ကိုသူတို့ကလိုက်ကြရမှာဖြစ်ပါတယ်နန်းမကြီးဟာအောက်ကိုခုန်ချလိုက်တဲ့အခါမှာတော့ပထမဆုံးငန်းလေးကလည်းတတိရှိရှိနဲ့နောက်ကနေလိုက်ပြီးခုန်ချလိုက်ပါတော့တယ်သူဟာလေထဲမှာဒလိန်ကောက်ကွေးနဲ့ကျလာတာကိုတွေ့ရမှာပါကြောက်ဆောင်နေနဲ့ရိုက်မိပြီးလွင့်ထွက်သွားတာကိုမြင်ရတာတကယ်ကိုရင်တုန်စရာပါပဲဒါပေမဲ့အံ့ဩစရာကောင်းတာကဒီအကောင်လေးဟာမြေပြင်ပေါ်ရောက်သွားတဲ့အခါမှာအသက်ရှင်နေစေဖြစ်နေတာပါပဲသူဟာခဏလောက်တော့မူးဝေသွားပုံရပေမဲ့ပြန်ပြီးထရက်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူဟာအခုတော့အကာအကွယ်မဲ့နေပြီးရန်သူတွေရဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါပြီကြီးကင်းတကောင်ဟာအခွင့်အရေးကိုစောင့်နေပြီးငှက်ကလေးစီကိုပြန်တန်းလာပါတယ်နှမကြီးဟာသူ့ရဲ့ကလေးကိုကာကွယ်ဖို့အတွက်ကြီးကန်းကိုအတင်းလိုက်လံတိုက်ခိုက်နေတာကိုတွေ့ရမှာပါသူတို့နှစ်ကောင်ဟာမြေပြင်ပေါ်မှာလုံးထွေးပြီးတိုက်ခိုက်နေကြတာဟာတကယ်ကိုပြင်းထန်ပါတယ်ဒါပေမဲ့ဝမ်းနေစရာကောင်းတာကတော့ငန်းလေးတကောင်ဟာကြီးကန်းရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတာပါပဲအခုတော့ကြံရှိနေတဲ့ငန်းလေးနှစ်ကောင်ပေါ်မှာပဲမျောလင်းချက်ရှိပါတော့တယ်ဒုတိယငန်းလေးကလည်းခုံချဖို့ပြင်ဆင်နေပါတယ်ဒီတစ်ခါတော့ကြောက်တိုင်ရဲ့အနောက်ဘက်ခြမ်းကနေခုံချတာဖြစ်ပြီးဒီနေရာအမြင့်နေပေမဲ့ကြောက်ဆောင်တွေပိုပြီးများပါတယ်တတိယမြောက်ငန်းလေးကတော့အမြင့်ဆုံးနေရာကနေခုံချလိုက်တာပါသူဟာကြောက်ဆောင်တွေနဲ့အချိန်ချင်းရိုက်မိပြီးအောက်ကိုလိမ့်ကျသွားတာကိုဗီဒီယိုထဲမှာအနှေးကွက်နဲ့မြင်ရမှာပါသူ့ရဲ့ခန္ဓာကိုယ်လေးဟာကြောက်ဆောင်တွေကြားမှာအယုတ်ကလေးတရုပ်လိုလွင့်ထွက်နေတာဟာတကယ်ကိုစိတ်မကောင်းစရာပါပဲဒါပေမဲ့ကံကောင်းတာကသူဟာနှင်းနေဖုံးလွှမ်းနေတဲ့နေရာပေါ်ကိုကျသွားတာဖြစ်ပါတယ်နှင်းတွေကသူ့ရဲ့ကြာဆင်းမှုကိုအနေငယ်တတ်တာစေခဲ့ပေမဲ့သူဟာနှင်းပေါ်မှာဆက်ပြီးလိမ့်ဆင်းသွားပါသေးတယ်နောက်ဆုံးမှာတော့သူဟာငြိမ်သက်သွားခဲ့ပြီးသူ့ရဲ့မိဘတွေကသူ့စီကိုအပြေးလွှာရောက်လာကြပါတယ်မိဘတွေဟာသူတို့ရဲ့ကလေးလေးအသက်ရှင်ရဲ့လားဆိုတာကိုစိုးရိမ်တကြီးနဲ့ကြည့်ရှုနေကြပါတယ်နန်းလေးဟာခေါင်းလေးကိုပြန်မတ်လိုက်ပြီးလှုပ်လှုပ်ရှားရှားဖြစ်လာတဲ့အခါမှာတော့မိဘတွေဟာတကယ်ကိုဝမ်းသာသွားကြပုံရပါတယ်ဒီငန်းလေးတွေက90ရာခိုင်နှုန်းလောက်ပဲဒီလိုခုံချမှုကနေအသက်ရှင်လွတ်မြောက်ကြတာဖြစ်ပါတယ်အခုတော့ဒီမိသားစုဟာမြေကမ်းနားမြက်ခင်းမြေကြီးစီကိုခရီးဆက်ပါတော့မယ်
ရာသီဥတုကလည်းခံမရခက်ခဲလာတာကြောင့်သူတို့ရှေ့ဆက်ရမယ်ခရီးဟာလည်းမလွယ်ကူလှပါဘူးဒါပေမဲ့ဒီငန်းလေးကတော့အခက်အခဲအလုံးကိုကြော်ဖြတ်ပြီးအသက်ရှင်တန်နိုင်ခဲ့တာဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့သဘာဝတရားရဲ့စွမ်းအားတစ်ခုပါပဲဗီဒီယိုရဲ့နောက်ဆုံးမှာတော့ငန်းမိသားစုဟာမြစ်ထဲမှာအေးဆေးဆေးကူးခတ်နေကြတာကိုတွေ့ရပြီးသူတို့ရဲ့ဘဝအသစ်ကိုစတင်လိုက်ကြပြီပဲဖြစ်ပါတယ်